လေးပါတရားကဒီနေ့မှာလည်းပြက်ပြီးဒါပေမဲ့အသက်ရှင်တဲ့ယေရှုတရားကိုယုံတဲ့သူကဒီနေ့ကနေလို့တဲ့ဒီမှာရောက်ပြီးကအပြည့်ရှိတယ်ရပါဒီမှာနော်သားတို့တို့ဆရာမတို့တော့ကားတွေပါကြတော့ပဲနော်တော့ပါဖြစ်တဲ့ကြတာပါတော့ကရှိတယ်အဲ့ဒါကဘာဖြစ်နေရှိတယ်လေဘာငယ်ကတည်းကရှိနေမှာမသိဘူးသိရှိလို့ဘာတရားသိမိဘာပဲသွားရအောင်သိရှိလို့မသိဘူးသိရှိလို့ဘာတရားသိမိဘာပဲသွားရအောင်သိချာနေနေစားပါစားပါအဲ့ဒီဒီပြတာဒီကနေ့တည်းမှာမင်းတို့ငါတို့ပြပါလားဆိုပါတယ်ကြောက်တယ်တော့တော့ရှိဘူးကောင်းတာမလို့ပဲကျမ်းစာထဲမှာလူကအပြစ်ရှိလို့ပဲပြင်းသေးတာဟုတ်တယ်နော်အပြစ်မရှိတော့မှမသိဘူးဟုတ်တယ်နော်ဒီကတော့ဒီလေဟုတ်တယ်လို့တရားကလောကနဲ့ဝါသိတာဟုတ်ဒီကြောင့်ကျွန်တော်အပြစ်တော့ဒီရှိတာဒီမရှိဘူးလေဟုတ်တယ်မလားကျွန်တော်တို့အပြစ်ရှိတယ်ကျွန်တော်တို့သိကြကျွန်တော်တို့သိရမယ်ကြီးရဲသွားမယ်တောင်းနေမရဘူးဒါပေမဲ့စာကြည့်ဟောတယ်ကြောင့်ဒီနေ့ကြီးရနေနေနေဟုတ်လားလောကလုံးကကြည့်တော့သိခံပေးတဲ့ဒီလိုမျိုးမလို့ဒီစာကြည့်တာနော်အားရပါရစားဒီကမှာဘယ်သွားမလဲဆိုတော့ကိုသိနိုင်တဲ့ဘာဖြစ်လဲအရာများလက်ထဲမှာရှိတယ်အဲ့ဒါကတော့ငါ့ကိုယ်လိုကြီးတောင်းနေရမယ်ငါ့ကိုယ်လိုဘာဖြစ်လဲဒီရောက်ဒါပေမဲ့ကျွန်တော်တို့မသိတာကချစ်နိုင်ရောက်နေတယ်လားဒါပေမဲ့ယနေ့ဒီဘယ်ပုဂ္ဂိုလ်မှမချစ်နိုင်ဘူးလေတော့မချစ်နိုင်မှသိလို့ဘုရားသခင်ကကျွန်တော်တို့အတွက်လောကကတိုင်းမှာပေးကပ်ပြီးတော့မှသူ့ကိုယုံကြည်ရင်နော်ရဲမှလို့ပြီးတော့မှတောင်းရပေးတာလောကလုံးမှာရှိတဲ့လူတွေဖြစ်တော့ပါတချို့ပြောတယ်ငါမှအပြစ်မရှိဘူးတဲ့ဒါပေမဲ့ကျမ်းစာပြောတယ်အပြစ်ရှိလို့နေတာတဲ့စနေမတော့လည်းအပြစ်ရှိတယ်နော်ရှိတယ်ကွာနော်ဘုရားကိုဒီနော်ဘုရားကိုဒီဆက်ဘုရားကိုဆက်ရှင်တယ်ဆိုရင်နော်ကျွန်တော်ရဲ့ပြဿနာကျွန်တော်ရဲ့ပြဿနာဖြေရှင်းပေးပါကျွန်တော်တို့ဒီကျွန်တော်ရဲ့ပြဿနာဘုရားကိုဆုတောင်းဘုရားကဆက်ရှင်တယ်ဘုရားဒီဘုရားတတ်တယ်ဆိုရင်ကိုယ်ကနေကိုတောင်းဘောနောက်ဘောမှာလူကပဲတရားသွားမယ်တရားရှိတယ်မရဲမို့ရင်ကောင်းပြီဟုတ်မှာကျွန်တော်ကောင်းပြီရောက်谢谢。